အားလုံးပဲမင်္ဂလာပါအရောက်စီတိုင်းကိုယေရှုဖခင်ကောင်းချီးပေးပါစေဒီနေ့ရက်ဒီကျွန်တော်တို့ယုံကြည်သူတွေအတွက်အမတန်မှတန်ဖိုးရှိတဲ့နေ့ရက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့က Good Friday လို့လည်းကျွန်တော်တို့ကသိရတာဖြစ်ပါတယ်ဒါပေမဲ့တမိုင်းကိုပြန်ကြည့်တဲ့အခါမှာဒီနေ့ရက်လေးဒီအမတန်မှခြေကွေးစေရနေ့ရက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သခင်ခရစ်တော်ဖခင်ကျွန်တော်တို့လူသားများအတွက်အသေးခံတဲ့နေ့ရက်လေးပဲဖြစ်ပါတယ်တကယ်ဆိုရင်တေချင်းတရားဆိုတာကျွန်တော်တို့ဘယ်သူမှမကြိုက်ကြဘူးလောကမှာရှိတဲ့လူတိုင်းကမကြုံချင်တဲ့အရာကတော့တေချင်းတရားပဲဖြစ်ပါတယ်တေချင်းတရားကိုကျွန်တော်တို့ကြုံတွေ့တဲ့အခါမှာအမတန်မှကန်ဆိုးတယ်အမတန်မှကျွန်တော်တို့ကဒီဒုက္ခရောက်တယ်အမင်္ဂလာလို့တောင်ကျွန်တော်တို့ပြောရတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ဖခင်ကျွန်တော်တို့အပေါ်အတွက်အသေးခံတဲ့အရာကိုကြတော့ကျွန်တော်တို့ဘာကြောင့်ကောင်းတယ်လို့ပြောတာလဲဆိုရင်ကျွန်တော်တို့ခံရမယ့်အရာတွေကျွန်တော်တို့ကိုယ်စားနော်ဟေရှာယခန်းကြီး53မှာကျွန်တော်တို့ဗာတွေ့ရလဲဆိုရင်ထိုသူသည်ငါတို့ကျိုးလွန်ခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့၏ငြိမ်သက်ချမ်းသာခြင်းကိုသာဖြစ်စေသောဆုံးမခြင်းသည်သူ့အဘော်သို့ရောက်၍သူခံရသောဒဏ်ချက်များအဖြစ်ငါတို့သည်အနာပြောက်လက်ရှိကြ၏တဲ့အဲကြောင့်ယေရှုခရစ်တော်ဖခင်လဝါးကားတိုင်းမှာအသေးခံရခြင်းသည်ကျွန်တော်တို့အတွက်ကျွန်တော်တို့ကျမ်းမာခြင်းရရှိဖို့ကျွန်တော်တို့ထာဝရအသက်ရရှိဖို့ပဲဖြစ်ပါတယ်ဒါကိုယုံကြည်လက်ခံတော်သူတွေကကောင်းသောတောက်ကြနဲ့ကောင်းသောနေ့ရက် Good Friday လို့ကျွန်တော်တို့ကခေါ်ယူရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီကျွန်တော်တို့အတွက်အမတန်မှတန်ဖိုးရှိပါတယ်ခရစ်တော်ဘုရားကိုယုံကြည်တော်သူတွေခရစ်တော်ဘုရားရဲ့တည်ခြင်းတရားကိုယုံကြည်လက်ခံတော်သူတွေအတွက်ဒီနေ့ရက်ဒီမင်္ဂလာရှိသောနေ့ရက်ဖြစ်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်ခံရမယ့်အရာတွေကိုခရစ်တော်ဘုရားကလက်ဝါးကားတိုင်းမှာခံရပေးတာဖြစ်တယ်ခံပေးတာဖြစ်တယ်ကျွန်တော်တို့ဒီခံရမယ့်အရာခရစ်တော်ဘုရားကကိုးစားခံပေးရတာဖြစ်တယ်သူ့ရဲ့ဒဏ်ချက်တွေအားဖြင့်ကျွန်တော်တို့ကျမ်းမာခြင်းရရှိတာဖြစ်တယ်။ထာဝရအသက်လည်းရရှိတာဖြစ်ပါတယ်။ဒါကြောင့်ဒီခရစ်တော်ဘုရားတည်ခြင်းကိုယုံကြည်လက်ခံတော်သူတွေဒီကျွန်တော်တို့မင်္ဂလာရှိတော်သူတွေဖြစ်တယ်။ထာဝရအသက်ကိုလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီကျွန်တော်တို့ကမေးလို့မရတဲ့နေ့ဖြစ်ပါတယ်။ယေရှုခရစ်တော်ဘုရားလက်ဝါးကားတိုင်းမှာအသက်ဆွန့်တဲ့အခါမှာလောကကြီးမှာဖြစ်ပျက်တဲ့ထူးဆန်းတဲ့အရာတွေထဲမှာတစ်ခုကတော့လဝါကဗိမာန်တော်လိုက်ကကလကာနှစ်ချမ်းကွဲခြင်းပဲဖြစ်ပါတယ်အဲ့ဒီကလကာကအမတန်မှအဓိပ္ပာယ်ရှိတယ်အမတန်မှလည်းထူးခြားမှုတွေရှိပါတယ်အဲ့ဒီကလကာကအမြင့်ကပေ80လောက်ရှိပြီးတော့ဒီအလျားကဒီပေ30လောက်ရှိပြီးတော့အဲ့ဒီကလကာကြီးကလေးလက်မလောက်ထူတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီအရာကိုဘယ်အချိန်မှာဘယ်လိုမျိုးအချိန်မှာသုံးပြတာလဲဆိုရင်ရှစ်ပရောဟိတ်တွေကတစ်နှစ်တစ်ခါသွားပြီးတော့အတန်ရှင်းဆုံးနေရာဖျားမျက်မှောက်တော့ဖျားရှိတဲ့နေရာသွားပြီးတော့တစ်နှစ်မှာတစ်ခါပဲရှစ်ပရောဟိတ်တွေကဝင်ရတဲ့နေရာလည်းဖြစ်ပါတယ်ပြောချင်တာပါလဲဆိုရင်လူတိုင်းကဖျားရဲ့မျက်မှောက်တော်ကိုတိုးဝင်လို့မရအောင်လူတိုင်းကဖျားစီကိုသွားလို့မရအောင်ယစ်ပရောဟိတ်မင်းကြီးကပဲတစ်နှစ်မှာတစ်ခါပဲအဲ့ဒီနေရာသွားရတာဖြစ်ပါတယ်ဒါကိုခရစ်တော်ဘုရားသင်ခံပြီးတဲ့အခါမှာအဲ့ဒီကလကာကြီးကနှစ်ချမ်းခွဲသွားတာဖြစ်ပါတယ်အဲ့ဒီအရာကဘာကိုပြောချင်တာလဲဆိုရင်ခရစ်တော်ဘုရားကျွန်တော်တို့အတွက်အသေးခံပေးချက်အားဖြင့်ကျွန်တော်တို့ဒီဘုရားကိုကျွန်တော်တို့ကတိုက်ရိုက်ဘုရားကိုစကားပြောလို့ရပြီဘုရားစီကိုကျွန်တော်တို့ကလွတ်လွတ်လပ်လပ်အရှိကိုရှေ့တိုင်းကျွန်တော်တို့ဖျားစီကိုတိုးဝင်နိုင်ပြီဆိုတာကိုပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ဘုရားကကျွန်တော်တို့အတွက်အသေးခံခြင်းအပြင်ကျွန်တော်တို့ဒီဖျားသခင်နဲ့ရန်သူတွေမဟုတ်တော့ဘူးဖျားသခင်နဲ့ကျွန်တော်တို့ဒီမိတ်ဆွေတုငယ်ချင်းတွေဖြစ်ခွင့်ရပြီ။ဖျားစီကိုလွတ်လွတ်လပ်လပ်အချိန်တိုင်းနာရီတိုင်းနေရာတိုင်းမှာဖျားစီကိုသွားလို့ရပြီဆိုတော့အဓိပ္ပာယ်ကိုဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေဒီနေ့ခရစ်တော်ဘုရားအသေးခံခြင်းသည်ကျွန်တော်တို့အတွက်ဖျားစီကိုလမ်းပွင့်ပေးသော
ကောင်းကင်နိုင်ငံကိုလမ်းပွင့်ပေးတော့လမ်းပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေဒီခရစ်တော်ဘုရားကျွန်တော်တို့အသေးခံခြင်းကိုအသေးတစ်ဖန်အောင်းမဲ့တတိယရအောင်ယုံကြည်ရအောင်လက်ခံရအောင်ခရစ်တော်ဘုရားတည်ခြင်းတရားရင်ဆိုင်ရသည်ကျွန်တော်တို့ဖြတ်တန်းရမယ်ဖြတ်ကျော်ရမယ်အရာကိုခရစ်တော်ဘုရားကကျွန်တော်တို့ရှေ့ကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်တို့ခံရမယ်အဆက်ကွဲခြင်းတွေရှက်ကြောက်ခြင်းကြောက်ရွံ့ခြင်းအရာအားလုံးကိုယေရှုခရစ်တော်ဘုရားကလဝါကတိုင်းမှာခံပေးတာဖြစ်ပါတယ်။၃ရက်မြောက်မှာခရစ်တော်ဘုရားကရှင်ပြန်ထမြောက်ခဲ့တယ်လို့ကျွန်တော်တို့ယုံကြည်သူတွေလည်းတနေ့ကျရင်ခရစ်တော်ဘုရားနဲ့အတူတူပြန်လည်ထမြောက်မှာဖြစ်တယ်။ခရစ်တော်ဘုရားနဲ့ထာဝရဆိုးဆန်အောင်မှာဖြစ်ပါတယ်။အဲကြောင့်မိတ်ဆွေများကောင်းသော Friday Good Friday ဖြစ်ပါစေ။ယေရှုဘုရားရောက်စီတိုင်းကောင်းချီးပေးပါစေ။